တွေးကြည့်စမ်းပါရှေ့တစ်စက္ကန့်လေးတင်မိတ်ကပ်တစ်တာကြီးဖက်ပြီးပြေးနေတဲ့ကောင်မလေးတစ်ယောက်ကနောက်တစ်စက္ကန့်မှာပဲတရေကိန်းကဘာတဲ့ကိုဘွားကနေရောက်သွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ဇက်လိုက်မိတ်ကပ်ဆရာမလေးကတော့မကောင်းဆိုးဝါးရဲ့တို့သမီးဆိုတဲ့ဂိမ်းစင်တွေကိုရောက်သွားပါပြီဘာတွေဖြစ်နေမှန်းတော့မသိသေးခင်မှာပဲအခန်းတစ်ခန်းထဲကနေဒေါသကြီးအော်တန်တစ်ခုထွက်လာတယ်ဟာမိတ်ကပ်ဆရာမထွက်ပြေးသွားပြီငါတို့သမီးကိုဘယ်လိုပြင်ပေးရမလဲဒီတစ်ခါလဲအစ်စ်မဝင်ရင်တော့ဒုက္ခပဲလေဒီစကားလဲကြားရောမိတ်ကပ်ဆရာမလေးရဲ့အလုပ်စူးစမ်းခြင်းစိတ်တွေကချက်ချင်းကိုနှိုးချလာတော့တာပါပဲဒီလိုနဲ့သူလဲတကားကိုခောက်လိုက်ပြီးအမရေမိတ်ကပ်ဆရာမလိုနေတာလားညီမလုပ်ပေးမယ်လေဆိုပြီးဝင်သွားလိုက်တယ်တကားပွင့်သွားတော့နှာခေါင်းစည်းတက်ထားတဲ့တို့သမီးဝတ်စုံနဲ့ကောင်မလေးတစ်ယောက်ထွက်လာတယ်ကြည့်ရတာဂိမ်းထဲကတရေမပေါ့ဒါပေမဲ့ဘာရှိန်ဝါမှမရှိဘူးဖြစ်နေတယ်တရေမလေးကသူ့ကိုမယုံတင်ကားနဲ့ကြည့်ပြီးနင်ကကစားသမားလားလို့မေးတယ်မိတ်ကပ်ဆရာမလေးကလည်းခေါင်းငင်းပြပြီးညီမမိတ်ကပ်ပြင်ပေးရမလားအရန်လာသွားစေရမယ်လို့ပြောလိုက်တယ်တရေမလေးကခနဲ့တဲ့ရေလိုက်ပြီးသူ့နှာခေါင်းစည်းကိုဆွဲချွတ်လိုက်တယ်ဖះကြီးတရေမလေးရဲ့ပါဆက်ကြီးကနာရွက်တိုင်အောင်ပြဲနေတာလေဒီလိုရုပ်ကိုနင်ကလှအောင်လုပ်ပေးနိုင်သေးတယ်ပေါ့ဆိုပြီးခြောက်လိုက်တယ်ဒါပေမဲ့မိတ်ကပ်ဆရာမလေးကလန့်သွားလားဆိုတော့ဟင်းအင်းလုံးဝပဲအဲ့ဒီအစာပြုံးတောင်ပြုံးလိုက်သေးပြီးလူတိုင်းမှာကိုပိုင်လှတရားဆိုတာရှိတယ်လေလိုအပ်တာလေးတွေဖုံးပေးလိုက်ရင်လှသွားမှာပေါ့လို့ပြောလိုက်တယ်တရေမလေးကတော့ကြောင်တောင်းတောင်ဖြစ်သွားပြီးထိုင်ကုန်ပေါ်ထိုင်ချလိုက်တယ်ရပါတယ်နင်လှုပ်ချင်တယ်လို့သာလုံငါတို့ကလှဖို့မလိုဘူးကစားသမားတွေကိုခြောက်လန့်နိုင်ဖို့ပဲလိုတာလို့ညီးတွားလေးရဲ့အဲ့ဒီမှာဆရာမလေးကမိုက်မဲတဲ့အကြံတစ်ခုကိုပေးလိုက်တယ်တကယ်တော့လှတာနဲ့ကြောက်စရာကောင်းတာကစန့်ကျင်ဘက်မဟုတ်ဘူးအမကအခုလိုကြည့်ရင်အဖြစ်ကင်းပုံပေါက်ပေမဲ့တကယ်တမ်းကစားသမားတွေကိုလှည့်စားပြီးအပိုင်ဖက်တဲ့အချိန်ကြာမှဒီပစက်ကြီးနဲ့ရေပြလိုက်ရင်ပိုတောင်ကြောက်စရာကောင်းသေးတယ်တဲ့တရေမလေးကသဘောကျသွားပြီးနင်ကငါထက်တောင်ပိုပြီးတရေလိုတွေးတတ်ပါလားလို့မှတ်ချက်ပေးတော့တာပဲဒီလိုနဲ့မိတ်ကက်ဆက်ပြင်ကြရောဆရာမလေးကတရေမလေးရဲ့မျက်နှာကိုရေတက်ဖြည့်ပေးဖို့လုပ်တော့အသားရေကတဲကန်လာရလို့ခြောက်တွေ့နေတာကိုတွေ့လိုက်ရတယ်အမတ်ရေတရေလောက်တာလဲလောက်တာပေါ့အသားရေလေးပါလေးတော့ထိမ့်သိမ့်ဦးမှာပေါ့တချို့အသက်40ကျော်တရေမတွေတောင်အခုခေတ်20အရွယ်လေးတွေလိုလှနေကြတာလို့နောက်လိုက်တယ်တရေမလေးကတက်ပြင်းချပြီးဒီမှာကတရေတွေတောင်ဆင်းရဲတဲ့ဟာငါတို့ဂိမ်းအဆင့်က rate တွေမကောင်းတော့ဘတ်ဂျက်မရဘူးလေအဲ့တော့မိတ်ကပ်ဝယ်ဖို့ပတ်စံမရှိဘူးလို့ရင်ဖွင့်ပါလေရောဒီအချိန်မှာပဲဆရာမလေးကအံ့ဩစရာတစ်ခုကိုသိလိုက်ရတယ်တကယ်တော့သူတို့လုပ်နေတဲ့ဒီတရေကင်းကြီးကပရိသတ်တွေတိုက်ရိုက်ကြည့်နေပြီးစာရီပို့လို့ရတဲ့လိုက်စာထွင်းကြီးဖြစ်နေတာပဲကဲရှေ့ဆက်ပြီးဘလို့အမိုက်စားတွေဆက်ဖြစ်မလဲတရေမလေးကရှင်းပြပါတယ်တရေကဘာမှာလဲလူနေမှုအဆင့်တန်းတွေမြင့်လာပြီးလူဝင်စားမလုပ်ချင်တဲ့တရေတွေများလာတဲ့အတွက်ငွေကြေးဖောင်းပွားမှုတွေဖြစ်နေပါတယ်အလုတ်ကန်ရှားပါလာတဲ့ဒီတရေတွေအတွက်အပြင်းပြေစရာဆိုလို့လူတွေကစားတဲ့ဒီတရေဂိမ်းတွေကိုတိုက်ရိုက်ကြည့်ရှုရတာပါပဲဂိမ်းတွေကနာမည်ကြီးတရေစက်ကောင်နဖိတွေဆိုတာမကောင်းဆိုးဝါးပရိသတ်တွေကြားမှာတော့နာမည်ကြီးဆယ်လီတွေလိုပါပဲအပြစ်ကင်းတဲ့တို့သမီးလေးရဲ့အသွင်ပြောင်းမှုတာကိုသိလိုက်ရတဲ့မိတ်ကပ်ဆရာမလေးဝမ်ယောင်ဟာသူ့ရဲ့ကျွမ်းကျင်မှုကိုအပြည့်အဝထုတ်သုံးပါတော့တယ်အနာစာဖုံးခြင်းပထမဆုံးအနေနဲ့ foundation နဲ့ခဆော့ကိုသုံးပြီးတရေမလေးရဲ့ပြဲနေတဲ့ဗစက်ရကြီးကိုတေချာဖုံးကွယ်လိုက်တယ်တစ်ချက်ကြည့်လိုက်တာနဲ့ရိုးရိုးလူမှန်မသိနိုင်အောင်ပါပဲလေဘင်းကအဆက်ပြောက်တွေကိုပါတေချာဖုံးပေးလိုက်ပါတယ်မျက်နှာကျဖော်ဆောင်ခြင်းပြားနေတဲ့နှာခေါင်းကိုနှာတန်းပေါ်လာအောင်ချဲတပေးပြီး highlight တာတွေနဲ့မျက်နှာကျကိုကျွတ်တက်လာအောင်ပုံဖော်ပေးလိုက်တယ်နှက်ခမ်းဆိုးစေးနောက်ဆုံးအနေနဲ့ပန်းရောင်တန်းနေတဲ့နှက်ခမ်းနီလေးကိုစိုးပေးလိုက်တော့ရုတ်တရက်ကြည့်လိုက်ရင်အရန်ကိုအပြစ်ကင်းပြီးချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်လိုဖြစ်သွားပါတော့တယ်ဒီလိုအပြစ်ကင်းတဲ့ရုပ်လေးနဲ့ကစားသမားတွေရှေ့ရောက်မှပါဆက်ကြီးဟာပြီးခြောက်လိုက်ရင်ပိုပြီးအထိတ်တလန့်ဖြစ်သွားစီမှာပေါ့လို့ဝမ်ယောင်ကဆိုပါတယ်တရေမလေးလည်းမန်တဲ့ကသူ့ပုံစံကိုကြည့်ပြီးအလွန်သဘောကျသွားပါတယ်အနီရောင်တို့သမီးဝတ်စုံလေးနဲ့သူမဟာစူးတွေပါတဲ့နှင်းစီနီလေးတစ်ပွင့်လိုပါပဲတရေမလေးထွက်လာတာနဲ့တပြိုင်နက်တိုက်ရိုက်လွှင့်နေတဲ့မျက်နှာပြင်ပေါ်မှာပရိသတ်တွေရဲ့မှတ်ချက် comments တွေပလူပြန်သွားပါတော့တယ်ဒီဇိုင်းအသစ်နဲ့တရေမလေးကိုပရိသတ်တွေကအရန်သဘောကျသွားကြတယ်အခြားတို့သမီးတရေမတွေကြတော့မိတ်ကပ်ဆရာမှမရှိတဲ့အတွက်ကိုယ့်ဘာသာဖာတိဖာတာပြင်ထားကြရတာပါမျက်လုံးတစ်ဝိုက်ကိုအမဲရောင်တွေအများကြီးချဲထားပြီးခင်းနောက်ကျနေတဲ့မိတ်ကပ်စတိုင်တွေကြောင့်ဘာဆွဲဆောင်မှုမှမရှိကြပါဘူးဒီတော့ကတရေမလေးရဲ့အပြစ်ကင်းတဲ့အလှတရားနဲ့လှည့်စားမှုကကစားသမားတွေကိုအလွယ်တကူ1060နိုင်ခဲ့ပြီးမကောင်းဆိုးဝါးရဲ့တို့သမီးဂိမ်းအဆင့်ဟာလည်းတမိုင်းတစ်လျှောက်ပထမဆုံးအနေနဲ့ကြီးစုသူအများဆုံးတော့တန်းစင်းရင်းနဲ့ဝင်သွားပါတော့တယ်သဘောကျသွားတဲ့တရေမလေးကဝန်ရောင်ကိုအထူးခွင့်ရတစ်ခုပေးလိုက်ပါတယ်ဂိမ်းထဲမှာလိုက်ပြေးနေစရာမလိုပဲအခန်းထဲမှာအေးဆေးထိုင်ပြီးဓာတ်ရိုက်လွှင့်တာကိုထိုင်ကြည့်နေုံနဲ့ဂိမ်းအောင်မြင်အောင်လုပ်ပေးမယ်လေလူကဘာမှာတော့ကသူမရဲ့ထူခြားပြီးအနေငယ်6ချားစရာကောင်းတဲ့မိတ်ကပ်စတိုင်တွေကြောင့်နေရာမရခဲ့တဲ့ဝန်ရောင်အတွက်တော့အခုလိုအတိမတ်ပြုခံရတာပထမဆုံးချိန်ပါပဲညှင်းဆန်လို့မရနိုင်တဲ့ကန့်လန့်ချက်ဂိမ်းပွဲပြီးဆုံးသွားချိန်မှာတော့တရေမလေးပြန်ရောက်လာပြီးဝန်ရောင်ကိုနာမည်မေးပါတယ်ပြီးတော့မထင်မှတ်ထားတဲ့စကားတစ်ခုကိုပြောလိုက်တယ်ငါ boss ကြီးစီမှာခွင့်ပြုချက်တောင်းပြီးနင့်ကိုငါတို့ဂိမ်းအဆင့်ရဲ့အချိန်ပြည့်မိတ်ကပ်ဆရာမအဖြစ်ခန့်လိုက်ပြီးတဲ့ဝန်ရောင်တယောက်လန့်သွားပြီးညင်းဖို့ပါဆက်လိုက်ချိန်မှာပဲတရေမလေးကလာစာကိုဆက်ပြောလိုက်တယ်အခြေခံလာစာကတလားကိုတသိန်းအပိုစုကြီးအနေနဲ့ဂိမ်းကစားတဲ့သူတယောက်ကို1000ရမယ်ဒီစကားလဲကြားရောဝန်ရောင်တယောက်မြင်းမဲ့စကားတွေကိုဘိုက်ထဲချက်ချင်းပြန်မျိုးချလိုက်ရပါတော့တယ်ငွေဆိုတဲ့အရာကတရေကဘာမှာရောလူကဘာမှာပါအစွမ်းထက်တယ်မဟုတ်လား